ကျုပ်ထပ်ပြောလိုက်ကိုညီညီဗျာခမရကဝင်သာလူစိတ်ဓာတ်ရှိတယ်တာပြောတာဗျာတယောက်ယောက်နဲ့ရန်ဖြစ်နေရင်ဖြစ်နေရမှာဒါမှမဟုတ်လို့ရှိရင်တော့ညင်းခုန်နေရမှာအားရမယ်လူစားလားဗျာအမအကျွေးမဆက်နိုင်လို့ထောင်ထဲရောက်နေတဲ့တထေးအစုပ်အပြက်ကလည်းခမရထောင်ထဲရောက်တာတော့ကြီးကျယ်နေလို့ရှိတယ်ဘာလဲခမရဒီမှာလေကုန်ခံညင်းနေမယ်စားအလောင်းစားလို့အမေမန်နေဂျာကြီးစကားပြောရင်လောင်းစားပိုင်မပြောတယ်ဘူးဟလားအဲ့ဒီအလောင်းစားကြောင့်လည်းအခုဒီရောက်နေတာဟုတ်တယ်ဒါမှမဟုတ်ဒီကိစ္စကိုကျုပ်ဘယ်လိုဆုံးဖြတ်ပြရလဲပြောဆုံးဖြတ်ပြမယ်လက်စားမှုနဲ့ထောင်ကျနေတဲ့ဝင်းတော်မင်းကခမရဘာကိုဆုံးဖြတ်ပေးပါဟမ်ဘာကိုဆုံးဖြတ်ပေးပါလဲအေးတခုပေါ့ဗျာဒီမဲ့ကျွန်တော်ပြောမယ်စัจ java လာအတွင်းမှာရှိတဲ့ရုပ်ဝတ္ထုအားလုံးဟာဖြစ်ပြီးရင်ပြက်မယ်ပြက်ပြီးရင်အကျွင်းမဲ့ပျောက်ဆုံးသွားလုံးဝပြောတာအဲ့ဒါလုံးဝမဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်နိုင်ဘူးဘာလို့ကျုပ်ညင်းပြမယ်ဒီမှာမြင်းကြီးလေးတစ်ခုပေါ့ဗျာဟုတ်ပြီဗျာအဲ့ဒီမြင်းကြီးလေးမှာတွင်းတူးလိုက်တယ်ကဲတွင်းရတော့ဖြစ်သွားပြီတွင်းဖြစ်သွားတော့ကျုပ်တို့အခုညင်းနေတဲ့ကိစ္စဘာဖြစ်မှာဒီအုံးလေဗျာခမရကျုပ်ပြောနေတာတော့ဟုတ်လေဗျာနားထောင်အုံးလေနိုင်မှညင်းလေခမရအဲ့ဒီတွင်းတော့ဖြစ်သွားပြီတွင်းထဲကမြေကြီးတွေကပျောက်သွားသလားမပျောက်ပါဘူးဟာဒီမြေကြီးတွေပေါ်မှာ तू ကမြေပုံလေးတစ်ပုံဖြစ်သွားတယ်အဲ့ဒါရွေ့လျောတဲ့သဘောပျောက်သွားတာမဟုတ်ဘူးရွေ့လျောတာပျောက်တာလည်းမဟုတ်ဘူးရွေ့လောတာမဟုတ်ဘူးပြက်တာဗျာဟာပျောက်တာဆင်းရပြက်သွားတာလေမြေပြင်းကနေတွင်းဖြစ်တာပြက်တာပါရွေ့လျောနေတာဗျာခမရလေဟာခမရတို့ကလည်းဒီလောက်ကြီးကိုညင်းနေရလားဗျအလောင်းစားလို့အရှုံးနိုင်လို့နိုင်တဲ့ဘက်ကကျုပ်နေမယ်ဩခမရတော်နာသွားမယ်နော်ဟာလောင်းစားလို့တဲ့ဆိုတွေကကျုပ်ကနိုင်တဲ့ဘက်ပဲနေခြင်းနေအေးပါအဲ့ဒါကိုကြည့်နိုင်တဲ့ဘက်ကိုနေခြင်းနေဆိုတဲ့ကွာသူ့စိတ်ကရွေ့လျောသွားတာရွေ့လျောသွားတာမဟုတ်ဘူးပြက်တာရွေ့တာပါဗျာခင်ဗျားလည်းပြက်တာပါဗျာပျောက်တာရွေ့တာပြက်တာပါဗျာရွေ့တာပါပြက်တာရွေ့တာရှိပါဆရာပျောက်တာဗျာအဲ့ကျမှကျွန်တော်လည်းတနေ့ဝင်ပြီးညင်းကျင်တယ်ဗျာကိုစိတ်ဖွားကျွန်တော်တို့ပြောနေတဲ့အကြောင်းအရာတွေခင်ဗျာဘလောက်များသိလို့ဝင်ပြောခြင်းရတာကျွန်တော်ဒီမှာတရားမှတ်တယ်ဗျာအာယုံနဲ့ဒါပဲပုံစံကျွန်တော်လည်းစိတ်ဝင်စားပြောကြည့်တယ်ကျွန်တော်လည်းခင်ဗျားတို့လိုပေါ့ဥပမာနဲ့ပြောမယ်နော်ပြောဗျာဒီလိုဆိုလည်းပြောလက်သမားတယောက်ဟာဒီဇဝဲကိုလုပ်လို့ဆိုတော့အဲ့ဒီဇဝဲကိုသူ့ရဲ့အတ္တပညာနဲ့ဇဝဲကိုပေါ့နော်ဒါပေမဲ့အဲ့ဒီဇဝဲကိုဖြစ်စေတဲ့တစ်သားကိုလုပ်တစ်သားကိုလုပ်နေတာတစ်ပဲအဲ့တစ်ပင်ဆိုတာကလည်းသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရေမြေလေမီးအဲ့ဒီဓာတ်သဘောတွေကိုသူကအချိုးကြိုက်သူကစုဆောင်းပြီးတော့ဖွဲ့စည်းအနိခါအဲ့တော့ဒီစပွဲကိုကြီးကအချိန်ကြာလာရင်သူကပြက်စီးတော့အဲ့ဒီစပွဲကိုလုပ်ထားတဲ့တစ်သားတော့ပြက်စီးတဲ့သဘောရှိတယ်ဒီထဲကဒီအခြေခံဓာတ်သဘောတွေအနီးနားမှာရှိတယ်သူတို့ ਨੇ ဓာတ်ချင်းတူတဲ့ပစ္စည်းတွေပေါင်းပြီးနောက်ထပ်ရုပ်ပစ္စည်းတစ်ခုပေါ်လာဒါဟာရုပ်ဝတ္ထုပထဝီဖြစ်တယ်ခင်ဗျားတို့ကကျုပ်ဆွေးနွေးတာလက်မခံဟောလက်မခံလို့မဟုတ်ပါဘူးစိတ်ဖွားရကျုပ်တို့အခုဆွေးနွေးနေတဲ့အကြောင်းအရာတွေတော်တော်တန်တန်လူကဝင်လည်းမပြောနိုင်ဘူးဝင်လည်းမငင်းနိုင်အမတန်ကိုမြင့်တဲ့ subject တွေကိုဆွေးနွေးနေအဲ့ဒါကိုကျုပ်အံ့ဩလို့ခင်ဗျားကိုမေးချင်ကျုပ်ကတောင်ကိုတင်းကျန်းတူရရာသာလို့ခင်ဗျားတို့မြင်ထားတော့လေကျုပ်နဲ့ပတ်သက်တာပေါတူးလို့တင်းကျန်းကိုခေါင်းလို့ဂူလို့ပေါ့အကျုပ်သိနိုင်တာကဂူကိုပြီးလိုက်ပြီးဘယ်လောက်သုံးလဲတဲဘယ်လောက်ထည့်ဘယ်လောက်သိတယ်ခင်ဗျားကထည့်တာခင်ဗျားတို့မသိနိုင်ကျုပ်ကတင်းကျန်းနေလာနေလူတွေခ
ဘူးမအဲ့ရင်ပိုးနေတဲ့အချိန်မှာကျုပ်ကဘာလို့ကောင်းလဲကျုပ်ကစဉ်းစားကျုပ်တို့တင်းငိုင်းခဏန်းဝါကြောင်းနေလို့ရှိတယ်နောက်ကျုပ်တို့တင်းငိုင်းနေမှာဇေယျတစ်ခုရှိရဗျာတရားကျင့်တဲ့လူတွေဒီဇေယျထဲကိုတော်တော်လာကြတဲ့အထဲမှာတခိုးပါတယ်ဓမြပါတယ်ကြောင်းဆရာပါတယ်ဘိန်းတော်ဆရာပါတယ်တိုင်းရေးဆေးဆရာပါတယ်အဲ့တော့ဒီလူတွေစီကပညာတွေကိုကျုပ်ကတက်ချင်လို့အချိန်ကဘုံနည်းနည်းစီလိုဒီလိုနဲ့သင်တာသူတို့ရဲ့ဝေယဝဆာလည်းကျုပ်ကလုပ်ပြီးကျုပ်ကိုသင်ပေးတယ်ဗျာအဲ့တော့ကျုပ်ကလည်းကြားပြီးနာပါရှိခင်ဗျားတို့ပြောတဲ့အကြောင်းကိုကျုပ်ကတရားလာထိုင်နေတက်ကတူကဆရာတရားကိုပြီးတော့သူနဲ့စကားပြောနားအောင်လို့အဲ့ဒါခင်ဗျားကိုဝင်ပြောတာ ကိုစိတ်ဖွား ဗျာ ကျုပ်တာဗျာယာတို့တစ်ခုဝုန်းကလေးပေးနိုင်ရင်လေခင်ဗျားကိုဒေါက်တာဘွဲ့ပေးပြီးတော့ပရော်ဖက်ဆာခတ်လိုက်တယ်ဗျာ ကျွန်တော် အေး ဟုတ်တယ် ဒေါက်တာဘွဲ့ပေးပြီးပရိုဖက်ဆာခန့်မယ် ဟုတ်တယ်ဗျာ ဟဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဒီအချိန်ကစပြီးတော့ကိုစိတ်ဖွားကို Professor ဒေါက်တာစိတ်ဖွားလို့ခေါ်ရဗျာ ဟုတ်တယ်ပရော်ဖက်ဆာဒေါက်တာစိတ်ဖွားပရော်ဖက်ဆာဒေါက်တာစိတ်ဖွားပရော်ဖက်ဆာဒေါက်တာစိတ်ဖွား ဟဲ့ကောင်လေးနိုင်မနေနဲ့လေမတောင်ကိုရောက်တော့မယ် ဟုတ်ကဲ့ ဟာငါလည်းမသိဘူး လူတစ်အများကြီးတိုးလာတာပဲဟမ်အုပ်ကူလေးတွေစင်လူလေးတွေနဲ့အုပ်စုလိုက်မြကားမှောက်သေးသလားမသိဒီဟောင်းကြီးကတော့ဒီတိုင်းအုပ်ကလေးတွေနည်းနည်းအဲ့ဒီနားနည်းနည်းကျိုးနေတာပဲဒါပဲပြောင်းအုပ်ကူပေါက်တာပဲအပြောင်းလဲရှိအကုန်စုတွေပဲအာ ဒီမှာမရှိခင်ဗျမသားကိစ္စတွင်းတူဖို့လာတယ်ဆိုတော့နေ့လည်2နာရီမှလာကျုပ်ကဒီချိန်နားချိန်ညာ ဟာသူကကိစ္စကျုပ်လာတာမဟုတ်ဘူးကျုပ်ကသူ့ဘာယာစာစိတ်ဖွာတယ်ဗျ အော်သူ့ဘာသာစိတ်